တော်တဆကြောင်ရောက်ကလာမေးပြခဲ့ရင်မင်းနဲ့ချောင်းတွေမပြောပြချင်ဘူးကဲလို့မြတ်ကြောင်ရောက်ကလာမေးပြခဲ့ရင်မင်းနဲ့ချောင်းတွေမပြောပြချင်ဘူးငါဘယ်လိုဖြေရမလဲအဖြေကမင်းစီမငါမသိပါကွာငါဘယ်လိုဖြေရမလဲအဖြေကမင်းစီမချေရတို့ဝေးသွားရင်မလွယ်ဘူးချေရင်မောင်နေတဲ့လမ်းမှာထပ်မငါတယောက်တည်းယူတကယ်ဝေးသွားရင်ခံစားရမယ်ရောရွှင်ခဲ့တို့ရဲ့တိတ်တွေငါမမေ့သေးဘူးမြင်ဝင်လာလိုက်ပြန်ထွက်လိုက်ခြင်းကိုဓာတ်နဲ့ထပ်ဆိုင်ဒါကိုလက်ခံထားရငါလူမိုင်းနဲ့ချင်လိုက်ပြန်တက်လိုက်ခြင်းကိုပေါ်နဲ့ထပ်ကိုင်းဒါကိုလက်ခံထားရငါလူမိုင်းသစ္စာရှိသူတိုင်းကြွကမြဲရင်ဖောက်ပြန်နေသူတိုင်းကြွကပျော်ရွှင်မှုဒါကိုလက်ခံချင်မှုရမမျောတာဘူးတို့တဆကြောင်ရောက်ကလာမေးပြခဲ့ရင်မင်းနဲ့ချောင်းတွေမပြောပြချင်ဘူးကဲလို့မြတ်ကြောင်ရောက်ကလာမေးပြခဲ့ရင်မင်းနဲ့ချောင်းတွေမပြောပြချင်ဘူးငါမလို့ဖြေရမလဲအဖြေကမင်းစီမငါမသိပါကွာငါဘယ်လိုဖြေရမလဲအဖြေကမင်းစီမချေရတို့ဝေးသွားရင်မလွယ်ဘူးချေရင်မောင်နေတဲ့လမ်းမှာထပ်မငါတယောက်တည်းယူတကယ်ဝေးသွားရင်ခံစားရမယ်ပျော်ရွှင်ခဲ့တို့ရဲ့တိတ်တွေငါမမေ့သေးဘူးနေဝင်လာလိုက်ပြန်ထွက်လိုက်ခြင်းကိုဓာတ်နဲ့ထပ်ဆိုင်ဒါကိုလက်ခံထားရငါလူမိုင်းနေချင်လိုက်ပြန်တက်လိုက်ခြင်းကိုပေါ်နဲ့ထပ်ကိုင်းဒါကိုလက်ခံထားရငါလူမိုင်းသစ္စာရှိသူတိုင်းကြွကမြဲရင်ဖောက်ပြန်နေသူတိုင်းကြွကပျော်ရွှင်မှုဒါကိုလက်ခံချင်မှုရမမျောတာဘူးတို့တဆကြောင်ရောက်ကလာမေးပြခဲ့ရင်မင်းနဲ့ချောင်းတွေမပြောပြချင်ဘူးကဲလို့မြတ်ကြောင်ရောက်ကလာမေးပြခဲ့ရင်မင်းနဲ့ချောင်းတွေမပြောပြချင်ဘူးငါမလို့ဖြေရမလဲအဖြေကမင်းစီမငါမသိပါကွာငါဘယ်လိုဖြေရမလဲအဖြေကမင်းစီမချေရတော့တဆကြောင်ရောက်ကလာမေးပြခဲ့ရင်မင်းနဲ့ချောင်းတွေမပြောပြချင်ဘူးကဲလို့မြတ်ကြောင်ရောက်ကလာမေးပြခဲ့ရင်မင်းနဲ့ချောင်းတွေမပြောပြချင်ဘူးငါဘယ်လိုဖြေရမလဲအဖြေကမင်းစီမငါမသိပါကွာငါဘယ်လိုဖြေရမလဲ